ပြည်ထောင်စုရဲ့နှလုံးသားဗဟိုဖြစ်တဲ့ဘေကျင်းမြို့ရဲ့အလယ်မှာတနိုင်ငံလုံးရဲ့ဂုဏ်သိက္ခာနဲ့အာဏာကိုကိုစားပြုထားတဲ့အဆောက်အုံတစ်လုံးရှိပါတယ်။အဲ့ဒါကတော့တရုတ်ရွှေတရားတန်ရဲ့နောက်ကျောဘက်မှာပါတဲ့အဆောက်အုံမှာဒီအဆောက်အုံကြီးကို1959ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတရုတ်ပြည်ထောင်စုပြီး10နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တည်ဆောက်ထားတာပါ။9လအတွင်းမှာပြီးမြောက်ခဲ့ပြီးအလုသမားတောင်းချီတို့ရဲ့စ조사မှုနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီအဆောက်အုံဟာတမနီနဲ့ကြောက်တုံးတွေထပ်ပို့ပြီးတရုတ်ပြည်သူတွေရဲ့ညီညွတ်မှုနဲ့ဂုဏ်သိက္ခာကိုကိုစားပြုပါတယ်။ဒီအဆောက်အုံဟာTiananmen Square ရဲ့အနောက်ဘက်မှာတည်ရှိပြီးနိုင်ငံရေးအဖြစ်အပျက်အများစုအတွက်အဓိကနေရာတစ်ခုဖြစ်ပါတယ်။အရှိတ်ဝင်ပေါက်မှဝင်လိုက်တာနဲ့တိုင်ကြီးတွေညီညွတ်ကာလာခမ်းမကြီးတွေကိုတွေ့မြင်နိုင်မှာပါ။အတွင်းပိုင်းမှာတော့မိန်ခွန်းခမ်းမအကျယ်ကြီးရှိပြီးလူ1000ကျော်ထိုင်နိုင်ပါတယ်။အခန်းရဲ့မူလုံကန်အလယ်မှာတော့နီတီကြကြတလွားကျဲနေကြီးတက်ထားပြီးပပက်လင်မှာနက်ခတ်သားရတွေလုံးမီလုံးဖွဲ့ထားပါတယ်။ဒါကြောင့်ထိုင်နေတဲ့သူတိုင်းကိုကျဲမိုးအောက်ထိုင်နေတယ်လို့မျိုးခံစားရစေမှာပါ။အမျိုးသားလွတ်တော်အစည်းအဝေးတွေနိုင်ငံခြားအခမ်းပွဲတွေကိုဒီနေရာမှာပဲကျင်းပကြပါတယ်။ပြည်내တိုင်းလိုက်ခမ်းမတွေလည်းရှိပြီးတော့တခုချင်းစီမှာယဉ်ကျေးမှုနဲ့အမှုပညာတန်ဖိုးတွေလည်းရှိနေပါတယ်။ဥပမာဆိုရင်ဘေကျင်းဟော်ဟောက်ကောက်ဟော်ဟိုင်နန်ဟော်စတဲ့အခန်းတွေကိုတိုင်းဒေသအလျောက်လာဆင်ထားတာကြောင့်တခန်းဝင်လိုက်တာနဲ့တိုင်းဒေသအစ်တစ်ခုကိုရောက်သွားတယ်လို့မျိုးခံစားရစီမှာပါဒါပေမဲ့လူအများဆုံးညစာစားနိုင်တဲ့ State Banquet Hall ကိုလည်းမမေ့ထားသင့်ပါဘူးဒီနေရာမှာလူ9000ကျော်တပြိုင်နက်ညစာစားနိုင်ပြီးတော့တရုတ်အမေရိကန်သမိုင်းထဲကအရေးအကြီးဆုံးအစီအစဉ်တစ်ခု Richard Nixon တရုတ်ကိုလာရောက်ခဲ့တဲ့1982ခုနှစ်ညစာစားပွဲကိုလည်းဒီမှာကျင်းပခဲ့တာပါဒီနေရာဟာတရုတ်နိုင်ငံအတွက်အာဏာရဲ့သင်္ကေတညီညွတ်မှုရဲ့သင်္ကေတနဲ့ဂုဏ်သိက္ခာရဲ့သင်္ကေတဖြစ်ပါတယ်တခါတလေဒီနေရာကနေစတင်တဲ့အစည်းအဝေးတစ်ခုကပဲတနိုင်ငံလုံးရဲ့လမ်းစဉ်ကိုပြောင်းလဲနိုင်ပါတယ်ဒီအဆောက်အုံဟာအဆောက်အုံတစ်လုံးထပ်ပိုတဲ့အတိတ်ပဲရှိနေပါတယ်ဒါဟာတရုတ်နိုင်ငံရဲ့နှလုံးသားပြည်သူတွေရဲ့အသံနောင်လာမယ့်အနာဂတ်အတွက်အမြဲတမ်းတိုင်တည်နေတဲ့သင်္ကေတဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖွယ်နေရာတွေကိုသိချင်သူတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုတွေမှာလည်းကဘာလလအကြောင်းနဲ့ပြန်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ရှင်